ကျွန်တော်အိမ်မနက်ခင်းတစ်ခုမှာပေါ့ကျွန်တော်ကအိမ်မှာရှိနေပြီးတော့မိဖို့ကြောင့်နေရစပွဲတစ်လုံးမှာထိုင်လို့မနက်ခင်းလေးချင်းကန်ဆက်ရှင်ကြောင်းရလာတယ်ညောင်းညာကြိုက်ခဲမှုကိုခံနေရတယ် Sky Sport News က TV မှာလာနေတယ်အဲ့နောက်တန်တွေကပျောက်သွားတယ်ယူရီရဲ့ကြီးကင်မရာကလဘာဘူးနဲ့ပတ်သက်တာတစ်ခုခုကိုရိုက်ပြနေတယ်သူတို့ရဲ့နီးရွာရော်ဖီပီနီတက်ကသတင်းစာရှင်းလင်းပွဲတစ်ခုကိုလုပ်ဖို့ပြင်နေတယ်တိတ်တော်လည်းမထူးဆန်းပါဘူးလုံးနေကြတိုင်းဒန်ယာရီအကြောင်းပွဲပေရီအကြောင်းနဲ့ဇန်နဝါရီပြောင်းရွှေ့အကြောင်းဖြစ်မှာပေါ့ဒါပေမဲ့နေစမ်းမအောင်ရော်ဖီကသတင်းတောက်တီစီကိုပြောဖို့ဟန်ပြင်လိုက်ရင်သူအင်ကြီးအိတ်ထဲကနေရေးထားပြီးသားစာရွက်တစ်ထက်ကိုဆွဲထုတ်လိုက်တယ်။ဘာတွေဖြစ်နေတာလဲ။သူကဘာတွေလုံးမလို့လဲ။ကျွန်တော်ရမှုကိုယူလိုက်ပြီးအတန်ကိုတင်လိုက်တယ်။ကျွန်တော်ထင်တာကတော့သူတို့ဟာကျွန်တော်တို့အတင်းစရာထိတ်မှရောက်နေတဲ့အတွက်ပူပန်နေနေတဲ့တူပါတယ်။သူကကျွန်တော်တို့အတင်းအကြောင်းပြောနေတာပဲ။ဒီ respect လှုပ်ရှားမှုအတွင်းမှာပေါ့ဗျာ။ဒါကတကယ်အမှန်တရားကိုပြောမှာပါ။ Mr. Ferguson ကဒိုင်လူကြီးမာတင်အန်ကင်ဆန်နဲ့ဒိုင်လူကြီးဟောင်း KH ကတို့အပေါ်လျော်ကန်နေပြုမှုပြောဆိုမှုပြုခဲ့တဲ့အတွက် FA ရဲ့ဆွဲချက်တင်တာကိုခံခဲ့ရတယ်။ဒါပေမဲ့သူအပြစ်ပေးမခံခဲ့ရပါဘူး။သူကဒီလိုကိစ္စမျိုးတွေမှာအပြစ်ပေးမခံရတဲ့ဒီလီကတူရီသောနီးပြပါ။သူဒီမှာဘာရီလာရှုပ်နေပြန်တာတော့ကျွန်တော် TV နားကိုပူကတ်သွားလိုက်တယ်။ရာဖီကတော့သူ့ရဲ့ရေးထားပြီးသားစာရွက်တွေစီကနေဖတ်နေတော့မယ်။သူကပွဲစဉ်စရာအကြောင်းပြောခြင်းနဲ့ကွင်းရဲ့မျက်နှာပြင်အကြောင်းပြောခြင်းနဲ့ဆိုရင်အင်္ဂလန်မှာကိုဆိုလိုတာပါ။ဆိုတော့တကယ်လို့ကျွန်တော်တို့ပွဲစဉ်စရာနဲ့ပတ်သက်ပြီးတော့ပြဿနာတွေထပ်မဖြစ်ချင်ဘူးဆိုရင်လှုပ်ရှားနှစ်ခုရှိတယ်။တစ်ခုကတော့စပိန်မှာလှုပ်တယ်လို့မျိုးလှုပ်ဖို့ပဲစပိန်မှာဆိုရင်ပွဲစဉ်စရာရဲ့ယာတီပထမအကျုပ်ကိုမဲခွဲလိုက်တယ်လူတိုင်းကဘယ်ဘက်မှာဘယ်အသင်းကစားမယ်ဆိုတာကိုသိကြတယ်ဒုတိယယာတီဝက်ကိုတော့ပထမယာတီရဲ့ဆန့်ကျင်ဘက်တိုင်းကစားကြတယ်ခင်ဗျားတို့သိတဲ့အတိုင်းမှာပဲ Sky နဲ့ Santita တို့ကသူတို့ရဲ့ကြိုက်တဲ့ပွဲတွေကိုထုတ်လွှင့်ဖို့ရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့ဒါကအားလုံးအတွက်လေဒီလိုပဲဖြစ်မှာပါအဲ့လိုဆိုရင် Mr. Ferguson နဲ့ပွဲစဉ်စရာနဲ့ပတ်သက်လို့ United ကစားနေရတဲ့ပွဲတွေနဲ့ပတ်သက်လို့အငင်းခုန်လုံးနေဖို့လိုတော့မယ်မထင်ဘူးဒီလိုမှမဟုတ်ဘူးဆိုရင်တခြားတနည်းနဲ့ရှိပါသေးတယ်အဲ့ဒါကတော့ Mr. Ferguson ကအဲ့ဒီပွဲစဉ်စရာကိုတောင်းယူပြီးတော့ဆွဲလိုက်ပါသူ့ရဲ့ရုံးခန်းထဲမှာပဲဆွဲလိုက်ပါပြီးရင်ကျွန်တော်တို့စီလာပို့လိုက်ပါလူတိုင်းသိသွားပြီးတော့ဘယ်သူမှလည်းဆွဲကတတ်နိုင်တော့မှာမဟုတ်ပါဘူးရှင်းပါတယ်ကြောင်ချီးမကြစမ်းပါနဲ့ကျွန်တော်တို့ Old Trafford ကိုသွားရိတ်ခါတိုင်းမှာ United တာဝန်ရှိသူတွေဘာလို့တလဲဆိုတာကိုသိပါတယ်သူတို့အမြဲတမ်းဒိုင်လူကြီးတွေနဲ့လူချင်းတွေ့ဖို့လုပ်တယ်အထူးသဖြင့်ပထမပိုင်းပြီးမှသူတို့ဒိုင်လူကြီးအနာကနေကက်ရှောက်ဖို့လုပ်ပြီးတော့စကားကြီးပြောပြီးရင်ပြောကြဒီငနေ့ကတော့ပြာလေးကိုဇာချိတ်နေပြန်ပါပြီနီးပြတွေအားလုံးနေနဲ့ Mr. Ferguson တယောက်သာပွဲစဉ်စရာအကြောင်းကိုပြောခွင့်ရှိတယ်ဒိုင်လူကြီးအကြောင်းပြောခွင့်ရှိတယ်သူပြောလိုက်ဘာမှမဖြစ်ဘူးဆိုတာကိုသိထားကြဖို့လိုပါတယ်သိထားဖို့လိုတာကကျွန်တော်အမှန်တွေကိုပြောနေတာပါကျွန်တော်ရဲ့ထင်မြင်ချက်တွေမဟုတ်ပါဘူးအပတ်တိုင်းဒါတွေကိုလူတိုင်းမြင်နိုင်ပါတယ်ကျွန်တော်ယုံအောင်မယုံနိုင်ဘူးအမှန်တရားဘာအမှန်တရားလဲဖင်ကောင်းအမှန်တရားလားစကိုင်းကလူတွေကပရီးမီးယားလိရဲ့ပွဲစဉ်စရာကိုဖန်သားပြင်ပေါ်ဖော်ပြပေးလိုက်ကြတယ်ဒါမှမှန်အောင်မယ်ဟုတ်ပြီလီဗာပူးကကျွန်တော်တို့ကို9မှတ်တောင်ဖြတ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့မှ2ပွဲမကစားရသေးဘူးဒါကိုကျွန်တော်သိတယ်ဒါပေမဲ့အခုသူတို့ကလက်ကျန်ရာသီဝက်ကိုအာယုံစိုက်ပြီးတော့အလုပ်ကိုပြီးမြောက်အောင်လုပ်တင်တာအဲ့ဒီစားသူတို့ရဲ့နီးပြကပွဲစဉ်စရာကိစ္စတွေဒိုင်လူကြီးကိစ္စတွေကိုသတင်းစာတွေစီမှာပြောဆိုနေတာညီးတွားနေတာတွေလာလုပ်နေတယ်သူက United ဒိုင်လူကြီးတွေကိုဘယ်လိုစီယုံထားတာပွဲစဉ်စရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘယ်လိုညီးတွားတာဆိုတဲ့အမှန်တရားတွေအချက်လက်တွေဆိုတဲ့ဟာတွေကိုလာပြီးတော့ဖတ်ပြနေနေအဲ့ဒီချိန်လေးမှာပဲကျွန်တော်တွေးမိလိုက်တယ်လီဗာပူးကတော့ဒီနေ့ချန်ပီယံဖြစ်ချင်မှဖြစ်တော့မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့နီးပြကြီးကသူတို့ရဲ့နီးပြကို6လန့်နေတယ်လीကျွန်တော်တို့အသင်းကလည်းသူတို့အသင်းကို6လန့်နေတယ်ပြီးတော့သူပြောသွားသမျှတွေကလည်းအမိုက်တရိုက်တွေကြီးပါပဲ။ရာဖီတယောက်အကြံကုန်လို့ဂလုံလာစားချက်နေတယ်ဆိုတာကိုလူတိုင်းသိပါတယ်။ပရိသတ်တွေနဲ့ပရီးမီးယားလိတာဝန်ရှိတဲ့သူတွေကလည်းသူထွင်တဲ့ခြုံတွေကိုခုံဝင်ကြမှာလေလားတကယ်ကြီးလားသူကကျွန်တော်တို့ရဲ့ပွဲတွေကိုကင်တွယ်ရတဲ့ပရီးမီးယားလိထိုင်တွေကိုတုံဆိုင်သွားအောင်လုပ်ချင်တာဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ကျွန်တော်တို့ကိုမီဒီယာတွေနဲ့တိုက်ပေးချင်တာလည်းဖြစ်ရင်ဖြစ်မယ်။တိတ်တော့မသိကြဘူးကျွန်တော်တည်တည်ချာချာသိတာကတော့သူ့ရဲ့ကစားသမားတွေကတော့သူတို့မနေ့ပြန်လေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာအတော်ကြီးကိုစိတ်ပြတ်နေကြလိမ့်မယ်ဆိုတာပဲကျွန်တော်ကသူတို့အတွက်ကစားပေးနေတဲ့ကစားသမားဆိုရင်လည်းအဲ့လိုပဲဖြစ်မယ်ဆိုတာကိုကျွန်တော်သိတယ်ရာဖီရဲ့ TV မှာလာပြီးတော့ပေါက်ကရပြောနေတဲ့ရလကတယောက်ကိုထိခိုက်စေမယ်ဆိုရင်အဲ့ဒါက United ကိုဖြစ်မှာမဟုတ်ဘူးအဲ့ဒါကလီဗာပူးအသင်းစီကိုဖြစ်မှာသူတို့ရဲ့ကစားသမားတွေကိုထိခိုက်မှာဒါဘာမှအသုံးမဝင်ဘူးသူတို့ရှုံးတော့မယ်ကျွန်တော်တို့ဒီကိစ္စပြီးမှပောက်ကွဲကြတော့မယ်နောက်နေ့ကျတော့နီးပြကြီးကလေ့ကျင့်ရေးကွင်းမှာရာဖီပီနီတက်အကြောင်းကိုဘာမှမပြောပါဘူးသူပြောစရာမလိုဘူးလေလူတိုင်းကတော့အဲ့ဒီအကြောင်းကိုပြောနေကြတယ်ကျွန်တော်တို့အားလုံးအဲ့ဒီအကြောင်းပြောပြီးတော့ဟားနေခဲ့ကြတယ်အဲ့ဒီသင်းသားရှင်းလင်းပွဲမှာသူနဲ့ပတ်သက်လို့အကောင်းဆုံးဆိုတာကတော့သူပေါက်ကရတွေတင်ရေးထားတဲ့စာရွက်ပဲကွစာရွက်ကအတော်လေးကိုကောင်းတာလို့သင်းသားတယောက်ကအဝေးလဲခန်းထဲမှာအော်ဟစ်ပြောတယ်သူတော်တော်များသွားပြီလို့တခြားတယောက်ကပြောတယ်ဒါပေမဲ့နီးပြကြီးကကျွန်တော်တို့ရဲ့အတူကွင်းထဲရောက်လာပြီးတော့ကျွန်တော်တို့ကိုပြင်းပြင်းထန်ထန်လေးချပြအောင်လာမောင်းရောရင်းနေတာတွေရောနောက်နေတာတွေရောချက်ချင်းဆိုသလိုပျောက်သွားတယ်လုံနေကြတိုင်းပဲလုံနေကြရုံပဲဘယ်သူမှရာဖီရဲ့အမှန်တရားဆိုတဲ့အကြောင်းတွေကိုထပ်ပြီးတော့မပြောကြဘူးနီးပြကြီးကကျွန်တော်တို့အာယုံစိုက်စေချင်တာသူကကျွန်တော်တို့မီတောက်နေပြီဆိုတာကိုသိတယ်ကျွန်တော်တို့မှာစိတ်ပိုင်းဆိုင်ရာထက်ရှားမှုတွေရှိလာတယ်အရေးကြီးဆုံးကတော့ view ဟာကြကြအာယုံစိုက်ထားဖို့ပဲသူကဒါမျိုးတွေကိုကင်တွယ်ဖြတ်တန်းလာတဲ့အတွက်အတွေ့အကြုံရှိနေပြီဆိုတာသိတာတယ်နေ့တည်းအများကြီးဒီလိုအခြေအနေတွေကိုကင်တွယ်လာတဲ့အတွက်အန်ခွလို့နေပြီအထူးသဖြင့်ယာဒီကုန်ကန်နီးနာလို့
အမှတ်တိုင်းကအရေးကြီးနေပြီဆိုတဲ့အခါမှာပေါ့သူဟာဒီလိုမျိုးတခြားနီးပါးတွေနဲ့စိတ်သက်စစ်စင်ရေးကစားပွဲတွေမှာစိတ်ပါလက်ပါပါဝင်ကစားနေတာဟုတ်သလားမဟုတ်ဘူးလားဆိုတာကတော့ကျွန်တော်တီချာမသိပေမယ့်သူဒီနေရာမှာထူးချွန်နေဆိုတာတော့သိတယ်တခြားနီးပါးတွေက United ကိုဖြစ်စေသူ့ကိုဖြစ်စေမတိမငြိမ်ဖြစ်အောင်တခုခုပြောလာလှုပ်လာပြီဆိုရင်သူကသူတို့ကိုပြန်ပတ်ပစ်လို့ရလောက်အောင်တွေးကြုံရင်းချက်တယ်သူကသတင်းစာရှင်းလင်းပွဲတွေမှာဖြစ်စေပွဲပြီးအင်တာဗျူးတွေမှာဖြစ်စေထက်ရှားတဲ့ဝါကြတွေနဲ့အဲ့ဒီအသင်းသားတွေကိုပြန်ပြီးတော့ဖိအားပေးစမြင်ပဲအဲ့လိုဖိအားပေးတာကလည်းကျွန်တော်တို့ချန်ပီယံဖြစ်ရေးအတွက်တီးတီးတသားကြီးကိုအကူအညီတွေအများပြားပေးနိုင်ခဲ့တယ်ပရိသတ်တွေအနေနဲ့1995-96တုန်းကကီဗင်ကီဂန်နယူကာဆယ်တို့နဲ့ဖြစ်ခဲ့တဲ့အခြေအနေကိုပဲပြန်ကြည့်လို့ရပါတယ်မိဘရာသူတို့ကိုပြန်ရောင်းစားပေးလိုက်တယ်လေအခုကျွန်တော်တို့မှာထက်သန်မှုရှိလာပြီရော်ဖီကတော့သူ့တက်သူနင်းမိသွားပြီကျွန်တော်တို့လိချန်ပီယံနောက်တစ်ခါဖြစ်အောင်တော့မယ်